မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ DPC တွေကွန်ပျူတာတွေကလေဘလို့အစိပ်ပိုင်းတွေနဲ့တီးဆောက်ထားတာလေပြီးတော့သူတို့ဘလို့အလုပ်လုပ်ကြတယ်လဲဆိုတာကိုအခြေခံကြကြလေးပြန်ပြီးလေ့လာကြည့်ကြရအောင်လားကဲဒီနေ့တော့လေကွန်ပျူတာတစ်လုံးရဲ့အတွင်းရောအပြင်ရောကိုစူးစမ်းလေ့လာတဲ့ခကြီးလေးတစ်ခုအတူတူထွက်လိုက်ကြရအောင်ကဲပထမဆုံးအနေနဲ့လေကွန်ပျူတာဆိုတာတကယ်တော့ဘာကြီးလဲဆိုတဲ့အခြေခံသဘောတရားလေးကနေစက်ကြည့်ကြအောင်ဟုတ်ပြီအယိုးရှင်းဆုံးပြောရမယ်ဆိုရင်ပေါ့နော်ကွန်ပျူတာဆိုတာကအချက်အလက်တွေ Manchester data တွေကိုလက်ခံတယ်သိမ်းဆည်းတယ်ပြီးတော့စီမံခန့်ခွဲတယ်နောက်ဆုံးကျွန်တော်တို့လိုအပ်တဲ့အချိန်မှာအဲ့ဒီအချက်အလက်တွေကိုပြန်ထုတ်ပေးနိုင်တဲ့တော်တော်လေးကို smart ကြတဲ့ electronic စက်ပစ္စည်းတစ်ခုပါပဲသူ့ကိုညွှန်ကြားချက်တွေပေးပြီးတော့ကိုလူချင်းတဲ့အလုပ်တွေကိုခိုင်းလို့ရတယ်ကွန်ပျူတာတစ်လုံးမှလေအဓိကကြတဲ့အပိုင်းကြီးနှစ်ပိုင်းရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ hardware နဲ့ software ပါပဲဟုတ်ပြီ hardware ဆိုတာကကျွန်တော်တို့ကိုင်းလို့ထိလို့ရတဲ့အရာတွေပေါ့ဥပမာ mouse တို့ keyboard တို့ monitor တို့လိုရုပ်ပိုင်းဆိုင်ရာအစီပိုင်းတွေပေါ့ software ဆိုတာကကြတော့အဲ့ဒီ hardware တွေကိုအလုပ်လုပ်ပါတော့ဟိဆိုပြီးလမ်းညွှန်ပေးတဲ့ညွှန်ကြားချက်တွေ program တွေပေါ့ဥပမာလေးတစ်ခုပေးရရင် hardware ကလူခန္ဓာကိုယ်ကြီးနဲ့တူတယ်ဒါဆိုရင် software ကအဲ့ဒီခန္ဓာကိုယ်ကိုလှုပ်ရှားစေတဲ့အသက်ဝင်စေတဲ့စိတ်ဝိညာဉ်လိုမျိုးပါပဲကဲဒီနေ့ကျွန်တော်တို့ရဲ့ဒီ case မှာပါတယ်ပါမလဲဆိုတော့လေပထမဆုံးကွန်ပျူတာရဲ့ခန္ဓာကိုယ်လို့ပြောလို့ရတယ် hardware တွေအကြောင်းကနေစမယ်ပြီးရင်သူ့ရဲ့ဦးနှောက်လို့တင်စားရမယ် processing နဲ့ memory အပိုင်းကိုဆက်သွားမယ်အဲ့ဒါပြီးရင်တော့သူ့ကိုအသက်ဝင်စေတဲ့ software အကြောင်းပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကွန်ပျူတာတွေကဘယ်လောက်တောင်အသုံးဝင်နေပြီလဲဆိုတာနေနဲ့နောက်ဆုံးမှာတော့ကိုယ့်ကွန်ပျူတာကိုဘယ်လိုကြားမအောင်ကောင်းကောင်းမွန်မွန်ဖြစ်အောင်ထိန်းသိမ်းမလဲဆိုတာတွေကိုတစ်ခုပြီးတစ်ခုပြောပြသွားမှာပါကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ဒီအပိုင်းကတော့ကွန်ပျူတာရဲ့ခန္ဓာကိုယ် hardware တွေအကြောင်းပါပဲဆိုတော့ဒါတွေကကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တယ်လက်နဲ့ကင်တယ်လို့ရတယ်အဲ့ဒီအစိပ်ပိုင်းတွေအလုံးကိုပြောတာပါဟုတ်ပြီကွန်ပျူတာကိုတစ်ခုခုခိုင်းချင်ပြီးဆိုပါစို့သူ့ကိုဘယ်လိုပြောရမလဲဘယ်လိုညွှန်ကြားရမလဲအဲ့ရတဲ့ကျွန်တော်တို့သုံးရတာက import devices တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာကိုညွှန်ကြားဖို့သုံးတဲ့အဓိကပစ္စည်းလေးကတော့အလုံးသိတဲ့အတိုင်း keyboard ပေါ့စာရိုက်တာအချက်လက်တွေထည့်တာဒါကအသုံးများဆုံးပဲလေပြီးတော့ mouseသူကတော့ screen ပေါ်ကအများလေးကိုဟိုရွှေ့ဒီရွှေ့နဲ့ထင်းချုပ်မောင်းနှင်ဖို့သုံးတာပေါ့ scanner ဆိုတာကတော့စာရက်ပေါ်ကပုံတို့စာတို့ကို digital file အဖြစ်ကွန်ပျူတာထဲထည့်ပေးတာ joystick ကတော့အထူးသဖြင့် game ကစားတဲ့အခါမှာအဓိကသုံးကြတာပေါ့ကဲကျွန်တော်တို့ကညွှန်ကြားပြီးပြီဒါဆိုကွန်ပျူတာကတော့သူ့ရဲ့ loop ဆောင်ချက်တွေရလက်တွေကိုကျွန်တော်တို့ကိုဘယ်လိုပြန်ပြောမလဲအဲ့ဒီအပိုင်းကိုတော့ output devices တွေကတာဝန်ယူပါတယ် monitor ဒါကတော့အဓိက screen ကြီးပေါ့အချက်လက်တွေကိုကျွန်တော်တို့မြင်နိုင်တဲ့ပုံစံနဲ့ပြန်ပြပေးတယ် printer ဆိုတာကကွန်ပျူတာထဲက file တွေကိုစာရွက်ပေါ်မှာပုံနှိပ်ထုတ်ပေးတာပေါ့ speaker တွေကတော့အသံထွက်ဖို့အတွက်သုံးတာပြီးတော့ plotter ဆိုတာလည်းရှိသေးတယ်သူကတော့ပေတုကပုံတွေလိုမျိုးပုံအကြီးကြီးတွေထုတ်ချင်တဲ့အခါသုံးတဲ့ printer အမျိုးအစားတစ်ခုပါပဲကျဟုတ်ပြီကျွန်တော်အလုပ်လုပ်ထားတဲ့အချက်လက်တွေ file တွေအများကြီးပဲအဲ့ဒီအလုံးလုံးကိုကွန်ပျူတာကဘေးညမှာတင်ထားတာလေအဲ့ရထွက်တောင်းယူတာကတော့ storage devices တွေပါပဲအချက်လက်သိမ်းတဲ့ storage devices တွေကလည်းအမျိုးမျိုးရှိတာပေါ့နော်အဓိကကျတဲ့ hard disk ကပေါ့တော်တော်လေးမြန်တယ်ပြီးတော့တိုးလောင်နိုင်စွမ်းကလည်းအများကြီးပဲအရင်ခေတ်ကဆို40ခဲ့တဲ့ 80GB ဆိုတော့အကြီးပဲပြီးတော့ CD ROM လို့ DVD တို့လည်းရှိခဲ့တာပေါ့သူတို့ကျတော့ hard disk လုံးမမြန်ဘူးသိမ်းနိုင်တဲ့ပမာဏလည်းနည်းတယ်ဟုတ်ပါတယ်ဒီနေ့ခေတ်မှာတော့ဒီပမာဏတွေထက်အစားပေါင်းများစွာပိုကြီးတဲ့ SSD လို့ storage တွေကနေရာယူလာကြပါပြီကဲအခုထိကကွန်ပျူတာရဲ့အဖြစ်ပိုင်းအကြောင်းဒီပြောခဲ့တာပေါ့နော်အခုသူ့ရဲ့အတွင်းပိုင်းတွေကိုဝင်ကြည့်ကြအောင်ကွန်ပျူတာရဲ့စင်ဆာတွေးခေါ်တဲ့အပိုင်းကိုတာဝန်ယူတဲ့အဓိကအစိပ်ပိုင်းတွေဒီနည်းပြောရရင်သူ့ရဲ့ဦးနှောက်ပိုင်းကိုဆက်ပြီးလေ့လာကြည့်ကြအောင်ဒီမှာမြင်နေရတာကတော့ CPU ပါ Central Processing Unit ပေါ့ဒါဟာကွန်ပျူတာတစ်လုံးရဲ့တကယ့်အစစ်အမှန်ဦးနှောက်လို့ပြောလို့ရတယ်ကျွန်တော်တို့ပေးလိုက်တဲ့ညွှန်ကြားချက်တိုင်းကိုသူကနားလည်အောင်လုပ်တယ်တစ်ချက်မှုတွေအားလုံးကိုသူပဲလုပ်ဆောင်တယ်အကုန်လုံးကိုသူကပဲတာဝန်ယူတာဆိုတော့ CPU ကမြင်လေလေကွန်ပျူတာကပို့ပြီးတော့မြင်မြင်ဆန်ဆန်တွေးနိုင်အလုပ်လုပ်နိုင်လေပါပဲလူဦးနောက်မှာရေတိုမှတ်ဉာဏ်လဲရေရှည်မှတ်ဉာဏ်ဆိုပြီးနှုတ်မျိုးရှိတယ်လို့ပဲကွန်ပျူတာမှာလဲ RAM နဲ့ ROM ဆိုပြီးရှိပါတယ် RAM ဆိုတာကကွန်ပျူတာရဲ့ရေတိုမှတ်ဉာဏ်ပေါ့ဥပမာအလုပ်လုပ်နေတော့ခဏသုံးတဲ့စားပွဲတစ်ခုလိုမျိုးပဲအလုပ်ဒီလုပ်ပြီးတော့မီးဖိတ်လိုက်ပြီးဆိုတော့စားပွဲမို့ကရတယ်အကုန်ရှင်းတော့တယ်လို့ RAM ကျဲကအချက်လက်တွေလည်းပြတ်သွားရော ROM ကတော့ရေရှည်မှတ်ဉာဏ်နဲ့တူနေကွန်ပျူတာကိုဘယ်လိုစောက်ဖွင့်ရမလဲဆိုတာမျိုးမွေးရပါအသိဉာဏ်လိုမျိုးအမြဲတမ်းသိမ်းထားတာသူ့ကိုပြောင်းလဲလို့မရပါဘူးကဲအခုဆိုရင်တော့ကွန်ပျူတာရဲ့ခန္ဓာကိုယ်လို့ခေါ်တဲ့ hardware တွေရဲ့အကြောင်းကိုတော်တော်လေးသိသွားလောက်ပြီပေါ့နော်အခုအဲ့ဒီ hardware တွေကိုအသက်ဝင်လာအောင်လုပ်ပေးတယ်လက်ညက်ကင်လို့ရတဲ့သူ့ရဲ့စိတ်ဝိညာဉ်ဖြစ်တဲ့ software အပိုင်းကိုဆက်ပြီးကြည့်ကြရအောင်
software ကဘလောက်အရေးကြီးလဲဆိုတာကို computer software နဲ့အစနစ်မှာတင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ပထမဆုံး power ခလုတ်ကိုဖွင့်လိုက်တယ်အဲ့ဒီခါ ROM တွေကအမြဲတမ်းညွှန်ကြားချက်တွေက hardware တွေအလုံးအဆင်ပြေလာလို့တစ်ချက်စစ်လိုက်တယ်အလုံး okay တယ်ဆိုတာနဲ့အထူးကကြတဲ့ operating system OS ကို hard disk တွေကနေ RAM ဆိုတဲ့အလုပ်လုပ်မဲ့ software ပေါ်ပို့ခူးထည့်လိုက်ရောအဲ့ဒီစနစ်အလုံးပြီးသွားမှသာ computer ကကျွန်တော်တို့အသုံးပြုဖို့အစနစ်ဖွင့်သွားတာပါ software မှာလည်းအထူးကအဖြစ်နှမျိုးခွဲလို့ရပြန်ရောပထမတစ်ခုက operating system mess ဥပမာ Windows လိုမျိုးပေါ့သူကတော့ manager တယောက်နဲ့တူတယ်အသုံးပြုတူနဲ့ hardware ကြားမှာအားလုံးအဆင်ပြေအောင်ကြားကနေစီမံခန့်ခွဲပေးတယ်နောက်တစ်မျိုးက application software ဥပမာ Microsoft Word လိုမျိုးပေါ့ဒါတွေကတော့တည်တတ်အလုပ်တွေလုပ်ဖို့အတွက်သုံးရတဲ့ tool တွေကိရိယာတွေနဲ့တူပါတယ် ကဲဟုတ်ပြီအခုကွန်ပျူတာတစ်လုံးချင်းစီကအတွင်းပိုင်းကနေခဏလောက်အပြင်ကိုဖြန်းထွက်ပြီးတော့လीပုံကြီးတစ်ချက်ကြည့်လိုက်ရအောင်ဒီဆက်ပစ္စည်းတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ဒီကဘာကြီးအပေါ်မှာဘလို့တဲ့အကျိုးသက်ရောက်မှုတွေပေးနေတယ်လဲဆိုတာကိုကြဲကြဲပြန့်ပြန့်လေးကြည့်ကြရအောင်တကယ်တမ်းတော့လေကွန်ပျူတာတွေကကျွန်တော်တို့ဘဝရဲ့နေရာတိုင်းလိုလိုမှာကိုရှိနေရပါအိမ်မှာ game ဆော့တာပန်လုပ်ငန်းတွေလုပ်တာနေစပြီးတော့ပညာရေးမှာရုံးလုပ်ငန်းတွေမှာရှုပ်ထွေးရဲ့ design ပိုင်းတွေမှာနောက်ပြီးစက်ရုံတွေကအလိုအလျောက်ထုတ်လုပ်တဲ့စနစ်တွေအချိကဏ္ဍပေါင်းစုံမှာကိုမရှိလို့ကိုမဖြစ်တော့တဲ့ရေးပါတဲ့အရာတွေဖြစ်နေပါပြီကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ကိုယ့်ရဲ့ကွန်ပျူတာရောအထက်ကအရေးကြီးတဲ့အချက်လက်တွေကိုရောဘလို့လုံးကြုံအောင်ကောင်းကောင်းမွန်မွန်ဖြစ်အောင်ထိန်ထဲမလဲဆိုတဲ့လက်တွေ့ကြတဲ့အကြံပြုချက်လေးတွေပြောပြပေးသွားမှာပါတခုစဉ်းစားကြည့်အောင်ကွန်ပျူတာတစ်လုံးရဲ့တန်းဖိုးရှိဆုံးအရာကဘာဖြစ်မလဲသူ့ရဲ့စက်ပစ္စည်းတွေလားမဟုတ်ပါဘူးအထက်မှာရှိနေတဲ့အချက်အလက်တွေ data တွေပါပဲဒီအချက်ကိုရန်ထိမိတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကကွန်ပျူတာထဲမှာတင်ထားတဲ့အရေးကြီးဆုံးအရာဟာအချက်အလက်တွေပါပဲ hard disk တစ်ခုတည်းကအကြောင်းအရာတွေဟာတခါတလေမှနေပေါင်းများစွာစ조사လှုပ်ဆောင်မဲ့တဲ့အလုပ်တွေကိုကိုစားပြုနိုင်ပါတယ်တဲ့တကယ်ကိုမှန်ပါတယ် ကွန်ပျူတာရဲ့ကျဲမာရေးနဲ့အထက်ကအချက်လက်တွေကိုအဓိကချိန်ထောက်နေတဲ့အရာကတော့အားလုံးကြားဖို့ကြမှာပါကွန်ပျူတာ virus ပါပဲ virus ဆိုတာက disk တွေထဲမှာတိတိကလေးဖုံအောင်နေတဲ့ program သေးသေးလေးတွေပါသူတို့ကကွန်ပျူတာတွေကြားမှာကူးဆက်နိုင်တယ်ပြီးတော့ကျွန်တော်တို့သတိမထားမိခင်မှာပဲရုတ်တရက်အသက်ဝင်လာပြီးအရေးကြီးတဲ့အချက်လက်တွေကိုဖျက်ဆီးပစ်နိုင်ပါတယ်ကဲဒါဆိုရင်ကိုယ့်ရဲ့ PC ကိုဘယ်လိုကောက်ွယ်ကြမလဲနံပါတ်1 antivirus software ကိုသုံးပါပြီးတော့အဲ့ဒါကိုအမြဲတမ်း update လုပ်ထားဖို့လိုပါတယ်ပြီးတော့လေအရေးကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့အဖို့တန် data တွေကိုပုံမှန် backup လုပ်ခဲ့အကျဉ်းရှိဖို့ပါပဲဒါကတကယ်ကိုအရေးကြီးပါတယ်ဒါပြင်ကွန်ပျူတာကအပူရမခံနိုင်တော့လင်းဝင်လေးထွက်ကောင်းထားတာမျိုးဖုန်းတွေရေတွေကော်ဖီတွေနဲ့ဝေးဝေးမှထားတာမျိုးနောက်ပြီးစပိတ်တဲ့အခါ power ခလုတ်ကိုတန်ပိတ်မချပဲစနစ်တကျ shut down လုပ်တာမျိုးတွေကလည်းသူ့ကိုတက်တန်းကြအတုံခံစီမဲ့အလေးအကျင့်ကောင်းနေပါပဲအချို့အနေနဲ့ပြန်ပြောရရင်ပေါ့နော်ကွန်ပျူတာဆိုတာအချက်အလက်တွေကိုစီမံခန့်ခွဲဖို့အသစ်တွေကိုဖန်တီးဖို့ပြီးတော့လူအချင်းချင်းချိတ်ဆက်ဖို့အတွက်တကယ်ကိုအစွမ်းထက်တဲ့ကိရိယာတစ်ခုပါဒီ hardware ဆိုတဲ့ခန္ဓာကိုယ်နဲ့ software ဆိုတဲ့စိတ်ဝိညာဉ်ပေါင်းစပ်ထားတဲ့ဒီကိရိယာကိုကျွမ်းကျင်စွာအသုံးပြုပြီးတော့ဘယ်လိုအံ့ဩစရာကောင်းတဲ့အရာတွေကိုဖန်တီးတိစောက်သွားမလဲဆိုတာကတော့ကျွန်တော်တို့တယောက်ချင်းစီရဲ့စိတ်ကူးစိတ်သန်းတွေပေါ်မှာပဲမူတည်နေတော့မှာဖြစ်ပါတယ်